ပြက်ဆဲရတာဟာချစ်သူဟောင်းကိုမေ့ရတာထက်တော့ပိုပြီးတော့ခက်ခဲတယ်ဆိုတာတင်သိပါလားလိုင်းပေါ်မှာမကြသေးခင်ကမှခေစားခဲ့တဲ့တရားမဖြတ်ခင်နဲ့တရားဖြတ်ပြီးရင်ခန္ဓာကိုယ်မှာဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုငါနဲ့တူတူလိုက်ပြီးတော့လေ့လာကြည့်ကြဟယ်လိုငါနဲ့ဝေးကွာသွားတဲ့ပထမဆုံးနေ့မှာတော့ကိုတော်မှာစိတ်ပြတ်ပြီးတော့အဆင်မပြေဖြစ်နေပါလိမ့်မယ်ဟုတ်ပါတယ်အဲ့ဒါကတော့ငါ့ကိုဆွဲလန်းနေတဲ့သဘောပါပဲဒါပေမဲ့3ရက်မြောက်နေ့ရောက်မှာတော့ခန္ဓာကိုယ်ထဲမှာအပြောင်းလဲလေးတစ်ခုကတော့စတင်ရောက်လာပါလိမ့်မယ်ရောင်ရမ်းမှုတွေရောကြလာပြီးတော့လိုအပ်တဲ့ဖောရမှုတွေလည်းတဖြည်းဖြည်းရောပါသွားပါလိမ့်မယ်မျက်နှာလေးကပုံမကြည်လင်လာသလိုခံစားရပါလိမ့်မယ်တရားကိုမေ့လျော်ရင်းနဲ့ smoothie ဖြော်ရည်လေးတစ်ခွက်လောက်တော့အချိန်ဖြုံးလိုက်ကြရအောင်ကိုရမြောက်လာပြီဆိုတော့နေ့လယ်ပိုင်းတွေမှာအိုင်ကုန်ခန်းပြီးမူဝေတက်တဲ့ဝေဒနာတွေပျောက်ကွယ်သွားပါလိမ့်မယ်။အော်ဆရာကောင်းတာကတဘာဝအတိုင်းစားသုံးတဲ့အစားအစာတွေရဲ့အရသာကိုပို့ပြီးတော့ခံစားရလာမှာပါ။အဲ့ဝေးကွာနေတာစနေရဲ့အကြမှာတော့ပုံမကြည်လင်လာတဲ့အသားရည်နဲ့စိတ်ခံစားမှုကိုပုံမတည်ငြိမ်ကောင်းမွန်လာတာကိုတွေ့ရပါလိမ့်မယ်။ကဲနောက်ဆုံး14ရက်နေ့မှာတော့ကိုခန္ဓာကပေါ်ပါလန်းဆမှုကိုရရှိပြီးတော့ညဘက်တွေမှာလည်းကောင်းမွန်စွာအိပ်ပျော်လာပါလိမ့်မယ်။အရေးကြီးဆုံးကတော့သင်ဟာတရားကိုလိုအပ်နေတဲ့အခြေအနေကနေလုံးဝလွတ်မြောက်သွားပြီဆိုတာပါပဲ။ကဲရှင်တို့ရောတရားဖြတ်ဖို့အဆင်သင့်ပဲလားဟုတ်တယ်ဆိုရင်ရှုကားလို့မှန်ခဲ့ကြပါအောင်။အကောင့်လေးကိုလည်းအပေါင်းလေးနှိပ်ခဲ့ဖို့မမေ့နဲ့နော်။